နောက်ထပ်ကတော့124 concrete ပေါ့နော်124 concrete သူ့ရဲ့ concrete ဘောလုံးတန်ဖိုးကို ဒီ measurement ကနေယူလိုက်မယ်အဲ့တော့124လောင်းမယ်ဆိုရင်သူ့မှာကုန်မာက cement sand river shingle ပေါ့နော်လေပါကြတော့ mason worker ပေါ့ဒါ yellow book item ကနေပြီးတော့ယူထားတာဖြစ်တယ်အဲ့တော့100 cubic feet မှာဆိုရင်သူက2080နဲ့ပေါင်ပေါ့နော်ဒါကြောင့်မလို့ဒီ85မှာဘယ်လောက်လဲပေါ့85ကိုဒီ100နဲ့စား2080နဲ့မြောက်ပြီးရင်အိတ်ခွက်မှာဖြစ်တဲ့အတွက်112နဲ့ထပ်ပြီးတော့စားလိုက်မယ်ဒါဆိုရင်စီမံရပြီပေါ့နော်သဲကကြတော့46ပေါ့နော်46 cubic feet ဒါကြောင့်မို့ဒါကိုဒီ100နဲ့စား46နဲ့မြောက်နောက်ကျင်းဖွဲ့ကျင်တာဖြစ်တဲ့အတွက်100နဲ့ပြန်100နဲ့ဆက်ပြီးတော့စားလိုက်မယ်ဒါဆိုရင်သဲတန်မိုးရပြီပေါ့နော်ကြောက်တဲ့ထိုးနီး၎င်းမယ်100 cubic feet မှာ90နဲ့နော်ပယံကကြတော့100 cubic feet မှာ2ရောက်ဒါကြောင့်မလို့100နဲ့စား2နဲ့မြောက်ပေါ့နော်နောက်အလုပ်သမားကြတော့15ရောက်ဒါကြောင့်မို့100နဲ့စားပြီးတော့15နဲ့မြောက်လိုက်မယ်ဒါဆိုရင်124 concrete casting 1မှာအသုံးပြုရမယ့် material တွေရဲ့သူ့ရဲ့ quantity တန်ဖိုးတွေကိုရရှိမှာဖြစ်တယ်နောက်ထပ် item ပေါ့နော် found word ပေါ့နော် found word သူ့ရဲ့ quantity total square feet ကိုကြတော့ဒီ measurement ကနေယူလိုက်မယ်အဲ့တော့သူ့မှာအသုံးပြုရမယ့် material တွေလေးပါချပြီးတော့ရေးလိုက်မယ်ဒါကတော့ thick plywood wire နဲ့ carpenter worker ပေါ့နော်အဲ့တော့သူ့မှာလည်းသူ့ရဲ့ yellow book က unit rate တိုင်းပဲပေါ့နော်သူက100 square feet မှာဆိုရင်20 cubic feet ရှိတယ်နော်20 cubic feet ကိုတန်ဖွဲ့ကျင်တာဖြစ်တဲ့အတွက်50နဲ့စားလိုက်မယ်ပေါ့50နဲ့စားလိုက်မယ်ဆိုရင်ဒီတစ်ရဲ့တန်မိုးကိုရရှိမှာဖြစ်တယ်50 cubic feet မှာတန်ပေါ့နော်နောက်ပြီးတော့ကြတော့ဒီ found one မှာ3တိုင်းနဲ့တွက်မှာလို့ယူဆတာဖြစ်တဲ့အတွက်ဒီမှာ3နဲ့ထပ်စားပေးရတကယ်လို့2တိုင်းသုံးမယ်ဆိုရင်ဒီနေရာမှာ2ထည့်လိုက်ပေါ့နော်ဒီနေရာမှာ2ထည့်လိုက်3တိုင်းဆိုရင်ဒီနေရာမှာ3ထည့်ပေးရမှာဖြစ်တယ်เนาะဒီမှာတော့ found one ကို3တိုင်းကိုယူဆတာဖြစ်တဲ့အတွက်3နဲ့ပဲတွက်ပေးထားတယ် okay နောက် plywood ပေါ့နော် plywood ကကြတော့သူက100 square feet မှာဆိုရင်115 square feet ရမှာဖြစ်တယ်အဲ့တော့သူ့ကိုတွက်မယ်ဆိုရင်ဒီရလာတဲ့ total square feet ကိုဒီ100နဲ့စားပေါ့နော်1.5နဲ့မြောက်1.5နဲ့မြောက်လိုက်ရင်သူက total square feet တန်ဖိုးကိုရရှိမှာဖြစ်တယ် plywood က8ပေ4ပေ plywood ကိုသုံးမဲ့ဆိုရင် plywood တစ်ချက်ရဲ့ area က8လေးလီ30နဲ့32 square feet ဖြစ်တယ်အဲဒါကြောင့်မို့အချက်နဲ့တွက်မယ်ဆိုရင်သူ့ကို32နဲ့ဆက်ပြီးတော့စားလိုက်မယ်ဒါဆိုရင်အချက်တန်ဖိုးရရှိမှာဖြစ်တယ်เนาะ3ညိမ်သုံးမယ်လို့ယူဆရင်3နဲ့ဆက်စားလိုက်မယ် by 3ပေါ့เนาะဒါဆိုရင်plywood ရဲ့အချက်တန်ဖိုး8ပေ4ပေ plywood ရဲ့အချက်တန်ဖိုးကိုရရှိမှာဖြစ်တယ်နောက်တစ်ခုကကြတော့ရိုက်တန်ပေါ့နော်ရိုက်တန်ကကြတော့100 square feet မှာ3ပါဒါကြောင့်မလို့လူချင်တာ101.5ပေါ့နော်ဒါကြောင့်မလို့101.5ကို100နဲ့စား3နဲ့မြောက်လိုက်မယ်ပိတ်တာနဲ့ဒီတိုင်းထွက်လာမယ်ဆိုရင်ပေါင်နဲ့ထွက်လာမှာဖြစ်တယ်တကယ်လို့ပိတ်တာဖွဲ့ကျင်နေဆိုရင်တော့သူ့ကို 3.6 နဲ့ဆက်ပြီးတော့စားပေးလိုက်မယ်ဆိုရင်ဒီ wire နေကပိတ်တာနဲ့ထွက်လာမှာဖြစ်တယ်နော်နောက်လက်သမားကတော့100မှာ6ရเนาะဒါဆိုရင်တွက်လိုက်မယ်ဝါကာကြတော့100မှာ2ရเนาะဒါဆိုရင်ဒီ forward အတွက်လိုအပ်တဲ့ပစ္စည်းတွေအမျိုးအစားတွေနဲ့သူ့ရဲ့ quantity တန်ဖိုးတွေကိုရရှိမှာဖြစ်တယ် okay နောက်ထပ် item တခု rebar ပေါ့နော် rebar production အဲ့တော့ဒီတန်ကကြတော့ဒီ measurement ကနေယူလိုက်မယ်အဲ့တော့သုံးမဲ့rebar ရဲ့အမျိုးအစားကကြတော့10 ml ပေါ့နော်အဲ့တော့10 ml တန်ကြောင်အဲ့တော့10 ml တန်ကြောင်သူကကြတော့ 5% နဲ့တွက်ပေးရမှာဖြစ်တယ်ဒါကြောင့်မလို့ဒီမူရင်းတန်ကို 1.05 နဲ့မြောက်လိုက်မယ်ဆိုရင်အသုံးပြုရမယ်တန်ကြောင်ရဲ့တန်မိုးကိုရရှိမှာဖြစ်တယ်เนาะbinding wire ကတစ်တန်မှာပေါင်20ပေါ့เนาะဒါကြောင့်မို့ဒီရလာတဲ့တန်မိုးကို20နဲ့မြောက်လိုက်မယ်ဒါဆိုရင်သူက binding wire ရဲ့ပေါင်တန်မိုးကိုရရှိမှာဖြစ်တယ်တကယ်လို့ပိတ်တာနဲ့တွက်ချင်တယ်ဆိုရင်တော့ဒီကောင်ကို3.6နဲ့စားလိုက်ပေါ့เนาะဒါဆိုရင် binding wire ကပိတ်တာနဲ့ထွက်လာမှာဖြစ်တယ်နောက် steel fixer เนาะ steel fixer ကကြတော့အယောက်20နဲ့တွက်လိုက်မယ်ဒီမှာသူ့ရဲ့ total တန်မိုးကိုတတန်မှာအယောက်20ပေါ့เนาะအယောက်20နဲ့မြောက်လိုက်မယ်ဒါဆိုရင် steel fixer တန်မိုးတော့တန်ချီတန်ဝေးပေါ့เนาะတန်ချီတန်ဝေးသမားတန်မိုးရရှိမယ်နောက်တစ်ခုကကြတော့အလုတ်သမားပေါ့เนาะအလုတ်သမားကကြလဲသူကဒီသူ့ရဲ့ total တန်မိုးတတန်မှာအယောက်20ပေါ့เนาะတတန်မှာအယောက်20နဲ့တွက်တာဖြစ်တဲ့အတွက်20နဲ့မြောက်လိုက်မယ်ဆိုရင်ဒီအလုတ်သမားရဲ့ quantity တန်မိုးကိုရရှိမှာဖြစ်တယ်
နောက်ထပ် item ကတော့ဒီ drain brickwork ပေါ့နော် drain brickwork သူရဲ့ကိုလက်မတစ်ပေါ့နော်ကိုလက်မရှိမယ်နောက်၄ခွဲရှိမယ်အဲ့တော့ကိုလက်မရဲ့total quantity တန်ဖိုးကိုဒီ measurement ကနေပြီးတော့ယူလိုက်မယ်เนาะအဲ့တော့သူ့မှာပါတဲ့ material တွေလေးပါရေးချရေးလိုက်မယ်အဲ့တော့ yellow book 3ချက်တွက်နည်းနဲ့ပဲတွက်ပေးရမှာဖြစ်တယ်အဲ့တော့ yellow book မှာဆိုရင်အုတ်က100ကျွတ်ဖြစ်မှာဆိုရင်1350ပေါ့နော်ဒါကြောင့်မလို့လိုချင်တဲ့ဟာကိုဒီ100နဲ့စား1350နဲ့မြောက်လိုက်မယ်ဆိုရင်ဒီအုတ်ရဲ့ quantity ရပြီပေါ့နော်နောက်ဘီလက်မီပေါ့နော်ဘီလက်မီကကြတော့100ကျွတ်ဖြစ်မှာ980ပါဒါကြောင့်မို့ဒါကိုဒီ100နဲ့စား980နဲ့မြောက်လိုက်မယ်ပြီးရင်အိတ်ဖွဲ့မှာဖြစ်တဲ့အတွက်112နဲ့စားလိုက်မယ်ဒါဆိုရင်ဘီလက်မီတန်မိုးပေါ့တရားကြတော့100ကျွတ်ဖြစ်မှာ26ကျွတ်ဖြစ်ပေါ့နော်ဒီမှာကျင်းလိုချင်တာဖြစ်တဲ့အတွက်တစ်ခါ 0.26 နဲ့0.26 ကျင်းဖွဲ့ထားတာဖြစ်တယ်ဒါကြောင့်မလို့ဒီကောင်ကိုဒီ100နဲ့စား0.26 နဲ့မြောက်လိုက်မယ်ဆိုရင်တဲရဲ့ကျင်းတက်မှုတစ်ခါလေးရမှာဖြစ်တယ်နော်အဲ့တော့ပယံကကြတော့4ရောက်ပေါ့နော်ဒါကိုဒီ100နဲ့စား4နဲ့မြောက်ပေါ့နော်ဝါကားကြတော့6ရောက်ဒါကိုဒီ100နဲ့စား6နဲ့မြောက်လိုက်เนาะဒါဆိုရင်ကိုလက်မတစ် brickwork မှာရှိရဲ့ material မျိုးစားတွေနဲ့သူ့ရဲ့ quantity နောက် labor နဲ့သူ့ရဲ့ quantity တွေကိုရမှာဖြစ်တယ်နောက်တစ်ခုကကြတော့၄ခွဲ brickwork အဲ့တော့ထုံးစံတိုင်းပဲသူ့ရဲ့ quantity ကတော့ဒီ measurement ကနေယူလိုက်မယ်အဲ့တော့၄ခွဲ brickwork ကကြတော့100 square feet မှာ950လုံးဒါကြောင့်မလို့100နဲ့စား950နဲ့မြောက်လိုက်မယ်နောက်ဒီလက်မီကကြတော့298ပေါင်ဒါကြောင့်မလို့100နဲ့စား299နဲ့မြောက်112နဲ့ပြန်စားပေါ့နော်ပေရကြတော့သူက10 cubic feet เนาะ10 cubic feet ဖြစ်တဲ့အတွက်100နဲ့စားဒီကောင်ကို100နဲ့စားအမြောက်30နောက်ကျင်းဖွဲ့မယ်ဆိုရင်100နဲ့စားတူတူပဲဒါကြောင့်မလို့ဒီမှာ 0.1 လို့တစ်ခါတည်းပဲယူလိုက်တာเนาะအဲ့တော့ဒီမှာသဲတန်မိုးရမယ်နောက်ပယံကကြတော့2ရောက်ပေါ့နော်2ရောက်ဆိုရတဲ့100နဲ့စားနဲ့မြောက်ဒီကောင်ကကြတော့3ရောက်ပေါ့နော်ဟောကားကြတော့3ရောက်နဲ့တွက်ပေးရမှာပဲဖြစ်တယ်နော် Okay now item ပေါ့နော် now item plaster work ပေါ့နော် plaster work ကတော့သူရဲ့ total quantity ကကြတော့ဒီ measurement ကနေယူလိုက်မယ်ဒီလက်မီကကြတော့သူက100 square feet မှာ150ပေါင်ပေါ့နော်ဒါကြောင့်မလို့ total ကို100နဲ့စား150နဲ့မြောက်လိုက်မယ်အိတ်ဖွဲ့ကျင်တာဖြစ်တဲ့112နဲ့စားလိုက်မယ်ဒါဆိုရင်ဒီလက်မီရပြီတရားကြတော့5 cubic feet เนาะဒါကြောင့်မို့100နဲ့စား5နဲ့မြောက်ကျင်းဖွဲ့ကျင်100နဲ့စားเนาะဒါကြောင့်ဒါမှမဟုတ်ရင်လည်း 0.05 လို့တစ်ခါလေးယူလိုက်ရင်လည်းရတယ်เนาะ now ပယံကတော့100 square feet မှာ1ရောက်ပေါ့เนาะဒါကြောင့်မလို့ဒီလိုချင်တဲ့ square feet ကိုဒီ100နဲ့စား1နဲ့မြောက်လိုက်မယ်ဒါဆိုရင်ဒီပယံရဲ့ total quantity တန်ဖိုးကိုရရှိမှာဖြစ်တယ်။နောက်ဝါကာကြတော့2ရောက်နော်အဲ့တော့ဒီတိုင်းပဲထုံးစံတိုင်းပဲ2နဲ့မြောက်လိုက်မယ်ဒါဆိုရင်ဒီဝါကာတန်ဖိုးကိုရရှိမှာဖြစ်တယ်။နောက် item တစ်ခုပေါ့နော်။နောက် item တစ်ခုကကြတော့ဒီဝီဟိုပေါ့နော်ဝီဟိုရေထုတ်ပိုက်ကလေးပေါ့နော်ရေထုတ်ပိုက်ကလေးအဲ့တော့ရေထုတ်ပိုက်ကတော့သူ့ရဲ့ပိုက်ရဲ့ total running fee ပေါ့နော်130နဲ့6ပေပေါ့နော်အဲ့ဆိုရင်ဒီကောင်ကmaterial labor ရော installation လုပ်မယ်လို့ယူဆပြီးတော့ material plus labor ပေါ့နော်လိုရမယ်ပိုက်အရှည်ကတော့ဒီ116ပေနဲ့ပဲတွက်လိုက်မယ်ပေါ့နော်နောက်တစ်ခုကကြတော့ retaining wall ပေါ့ retaining wall pointing wall ပေါ့နော် retaining wall pointing wall လောက်ရမယ် total square feet ကဒီ measurement ကနေယူလိုက်မယ်အဲ့တော့ pointing လောက်ရမယ် material quantity labor quantity ကိုတွက်ပေးရမှာဖြစ်တယ်အဲ့တော့သူက100 square feet မှာဆိုရင်ဘီလက်မီက60ပါเนาะဒါကြောင့်မလို့ဒါကို100နဲ့စား60နဲ့မြောက်အိတ်ဖွဲ့လိုက်မယ်112နဲ့စားဒါဆိုရင်ဘီလက်မီရပြီပေါ့เนาะတဲကကြတော့သူက2 cubic feet ဒါကြောင့်မလို့ဒါကိုဒီ100နဲ့စား2နဲ့မြောက်ပြီးတော့ကျင်းဖွဲ့ကျင်တာဖြစ်တဲ့အတွက်100နဲ့ဆက်ပြီးတော့စားလိုက်မယ်เนาะဒါဆိုရင်သဲတန်မိုးရသွားပြီเนาะပယံကကြတော့100မှာ100နောက်တစ်ခုကကြတော့ဝါကာကကြတော့100 square feet မှာ200เนาะဒါဆိုရင်ပယံမစွန်ရောဝါကာတန်မိုးကိုရောရမှာဖြစ်တယ်နောက် item ကတော့
ဆေးတုပ်တဲ့ item ပေါ့နော်ဆေးတုပ်တဲ့ item ကတော့ဒီမှာတွက်တက်အောင်လို့ထည့်ပေးထားတာဖြစ်တယ်လိုအပ်ရင်လည်းဆေးတုပ်ပေါ့နော်တကယ်လို့မလိုအပ်ဘူးဆိုလည်းဆေးတုပ်တဲ့ item ထည့်တွက်စရာမလိုဒီမှာတော့တွက်တက်အောင်ထည့်ပေးထားမယ်ဒီဆေးတုပ်တဲ့ဟာကိုနှစ်ကုတ်ပေါ့နော်နှစ်ကုတ်တုပ်တဲ့ item နဲ့ထွက်ပေးထားမယ်အဲ့တော့သူ့ရဲ့ square feet ကကြတော့ဒီ measurement ကနေယူလိုက်မယ်အဲ့တော့ရေဆေးတုပ်မယ်ပေါ့နော် immersion base ရေဆေးကကြတော့100 square feet မှာဆိုရင် 0.67 gallon ပေါ့နော်ဒါနဲ့တွက်လိုက်မယ်ဒါကြောင့်မို့ဒါကိုဒီ100နဲ့စား 0.67 နဲ့မြောက်လိုက်မယ်ဆိုရင်တုပ်ရမယ်ဆေးရဲ့ gallon တန်ဖိုးကိုရရှိမှာဖြစ်တယ် unit က gallon နဲ့ထွက်မယ်နော်နောက်တစ်ခုကကြတော့ roller ပေါ့နော်roller ကကြတော့100ကို 0.25 ဒါကြောင့်မလို့100နဲ့စားပြီးတော့ 0.25 နဲ့မြောက်လိုက်မယ်ဆိုရင်တုပ်ရမယ် roller ရဲ့ quantity တန်ဖိုးရပြီပေါ့နော်ပိန်တာကကြတော့100 square feet မှာ1ယောက်ပေါ့နော်100 square feet မှာ1ယောက်ဒါကြောင့်မလို့ဒီ total square feet ကို100နဲ့စားပြီးတော့1နဲ့မြောက်လိုက်မယ်ဆိုရင်ဒီပိန်တာရဲ့ quantity တန်ဖိုးကိုရရှိမှာဖြစ်တယ် Okay ဒါဆိုရင်တော့ဒီ data estimate မှာဆိုရင်ဒီ measurement ကခေါင်းစဉ်တစ်ခုချင်းစီ align သူ့ရဲ့ quantity တွေရပြီဆိုရင်တော့ဒီခေါင်းစဉ်တစ်ခုချင်းစီ align မှာကုန်မဲ့ material မျိုးစားတွေရဲ့ quantity တွေနဲ့နောက် labor အမျိုးအစားတွေရဲ့ quantity တွေကို item တစ်ခုချင်းစီ align yellow book ကိုအသုံးပြုပြီးတော့တွက်ပြပေးသွားတာပဲဖြစ်တယ်